ကိုခေါင်းစွပ်လေးထိုးဖို့အတွက်နင်တို့ဒီခေါင်းစွပ်နေနဲ့သုံးမဲ့အယောင်လေးကိုယူလိုက်ပေါ့နော်နင်ကတော့ဒီမှာအနီရောင်လေးသုံးမှာဆိုတော့အနီရောင်လေးပေါ့နော်အဲ့တော့အရင်ဆုံးချိန်ကလေးကတက်ပါမယ်1 2 3 4ချိန်လေးကတက်ပြီးပြီဆိုရင်နင်တို့တိုင်တိုလေးတစ်ပေါက်မှာတစ်ချက်နဲ့နှစ်ခါထိုးလိုက်ပါမယ်အဲ့တော့စားခဲ့တဲ့နေရာကိုမေ့သွားမှာဆိုရင်တစ်ခါတည်းမှတ်ချိတ်လေးနဲ့မှတ်ခဲ့ပေးပါနောက်ဆုံးပိတ်စတစ်ထဲမှာတော့နင်တို့တွေကတပေါက်ထဲမှာတိုင်တို3ကပြီ row 7မှာကနင်တို့ဒီမှာတိုင်တိုလေး8တိုင်ထိုးမယ်เนาะတပေါက်မှာတစ်ချက်နဲ့ရှစ်ခုပြီးရင်ဒီမှာနင်တို့ကနောက်ထပ် row တစ်ခုတက်ဖို့အတွက်ချိန်လေးတစ်ခါတက်မယ်ပြီးရင်လှည့်လိုက်မယ်ဒီမှာထပ်ပြီးတော့တစ်ပေါက်မှာတိုင်တိုတစ်ချက်နဲ့ရှစ်ခါထိုးမယ်ဒီမှာတိုင်တိုက8တိုင်ပြီးပြီပြီးရင်ချိန်တစ်ခါတက်မယ်တက်ပြီဆိုရင်ဒီဘက်ကိုတစ်ခါပြန်လှည့်ပြီးရင်နင်တို့ဒီမှာထပ်ပြီးတော့တပေါင်းမှာတိုင်တို့တစ်ချက်နဲ့ထိုးမယ်ရှစ်ခါနော်ရှစ်ခါထိုးပြီးသွားပြီဆိုရင်နင်တို့ဒီဥစ္စာလေးကိုခြေစားကိုနည်းနည်းလေးထားပြီးတော့ဖြတ်လိုက်ပါเนาะဒီလိုလေးဖြတ်လိုက်ပြီးပြီဆိုရင်เนาะဒီလိုဖြတ်လိုက်ပြီးပြီဆိုရင်နင်တို့ဒီမှာဒီအောက်ကဟာပေါ့เนาะဒီတိုင်တိုးနေဟာကို10တိုင်းကြော်ခဲ့မယ်1 2 3 4 5 6 9 10တိုင်းကြော်ပြီး17တိုင်းမြောက်မှာစပြီးတော့ဒီမှာတစ်ဖက်ကလိုပဲပေါ့နော်တိုင်တိုး8တိုင်ပေါ့နော်တိုင်တိုး8တိုင်ထိုးမှာ1 2 တိုင်တို့8တိုင်ထိုးပြီးရင်ချိန်တစ်ခါတက်မယ်ပြီးရင်လှည့်လိုက်မှာတိုင်တို့8တိုင်ထပ်ထိုးမယ်8တိုင်ပြီးဒီမှာချိန်တစ်ခါတက်မယ်ဒါကိုပြန်လှည့်မယ်လှည့်ပြီးရင်ဒီမှာတိုင်တို့8တိုင်ထပ်ထိုးမယ်တိုင်တို့8တိုင်ထိုးပြီးဆိုရင်နင်တို့ဒီမှာချိန်4ခုပေါ့နော်1 2 3 4ချိန်4ခုထိုးပြီးသွားပြီဆိုရင်ဒီမှာဒီတိုင်တိုးနေရာလေးရည်မယ်နော်1 2 3 4ခုမြောက်ကိုကျော်5ခုမြောက်မှာနော်4ခုကျော်ပြီးတော့5ခုမြောက်မှာဒီမှာတိုင်ရှည်လေးတစ်တိုင်းထိုးတယ်သူ့ရဲ့ base တစ်ထဲဝင်ပြီးတော့တိုင်ရှည်နောက်ထပ်တစ်တိုင်းထပ်ထိုးမယ်နော်ပြီးရင်ချိန်လေးကပြန်လာမယ်1 2 3 4ပြီးရင်ဒီဓမ္မဆုံးစခဲ့တဲ့ဒီနေရာလေးတွေကိုဝင်ပြီးတော့ stitch လေးလုပ်လိုက်မယ်stitch လေးလုပ်ပြီးပြီဆိုရင်နင်တို့ဒီခြေစလေးကိုဖြတ်လိုက်ပါမယ်ဒီလိုလေးရမယ်ဒီမှာဒီနေရာလေးကနေစပြီးတော့နင်တို့ခြေစလေးကိုသွင်းလိုက်မယ်
ဒီမှာစပြီးတော့မှတ်လိုက်ရမှတ်ချင်လိုက်ရနော်အဲ့တော့1 2 3 4 5 6 ရှစ်ခါပြီးရင်ဒီ၄ခုကြော်ထားတဲ့ဒီထဲတွေမှာတိုင်တိုကို၄ကထိုးမယ်1 2 3 4 ၄ကထိုးမယ်ပြီးရင်ဒီမှာဒီတိုင်ရှည်နေရာလေးပါအဲ့ထဲလေးကိုဝင်ပြီးတော့တစ်ပေါင်းမှာတစ်ချက်ထိုးမယ်ဒီထဲမှာ၄ကထိုးမယ်1 2 3 4ပြီးရင်ဒီမှာ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
4 5 6 9 10နော်10ခါ10ကြိမ်ပြီးသွားပြီเนาะအဲ့တော့10ကြိမ်ပြီးသွားပြီဆိုရင်နင်တို့ဒီမှာဒီနေရာလေးမှာချိန်တစ်ခါတက်မယ်ပြီးရင်လှည့်လိုက်မယ်လှည့်လိုက်ပြီးတော့ဒီမှာဆက်ပြီးတော့ထိုးသွားမယ်เนาะ1 2 3တပေါင်းမှာတစ်ချက်နဲ့ဒီဘက်ဒီအစွန်းကိုရောက်တဲ့အထိတောက်လျှောက်ထိုးသွားမှာเนาะဒီနေရာမှာဒီဘက်နင်တို့ကိုရှေ့မှာပြောခဲ့တဲ့နေရာထိရောက်လာပြီဆိုရင်ဒီမှာ chain ကို10ကထိုးမယ်နော်1 2 3 4 5 6 9 10 10ကထိုးတယ်10ကထိုးပြီးဆိုရင်နင်တို့ဒီဘက်အစွန်းကိုလာပြီးတော့ slit stitch လုပ်ပြီးတော့ဆက်ပါမယ်နော်ဒီမှာ slit stitch လုပ်ပြီးတော့ဆက်မယ်နော်slit stitch လောက်ဆက်ပြီးပြီဆိုရင်ဒီမှာ chain တစ်ခါတက်မယ်နော် chain တစ်ခါတက်မယ်တက်ပြီဆိုရင်သူ့ရဲ့ဒီ slit stitch လောက်တဲ့နေရာမှာပဲပြန်ဝင်ပြီးတော့ဒီမှာတိုင်တိုလေးစထိုးမယ်နော်အဲ့မှာဒီ step မှာကကြတော့ငါတိုင်တို9က decrease တစ်ခါလုပ်မယ်နော်တိုင်တို9ကတိုင်ရောတစ်ခါပေါ့နော်အခုဒီမှာ1 2 3 3ခုပြီးပြီ4 5ကပြီးရင်ဒီမှာတိုင်ရောတစ်ခါလာမယ်1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
လေးငါအဲ့ဒါကို3ကလုံးပါဆိုအခုဒါ2ချိန်ပြီးသွားပြီเนาะတိုင်တူ5ကတိုင်ရောတစ်ခါက1 2 3 4 5ပြီးရင်တိုင်ရောကဲအဲ့လိုလာမယ်ပြီးပြီဆိုရင်တိုင်တူ5ချိန်ပြန်လာမယ်1 2 4 5 မင်းပေါင်းကြည့်ပါလားအာကကြီးလား တိုင်တူ5ကတိုင်တူ5ကပြီးပြီဆိုရင်ဒီချိန်10ကဒီနေရာမှာတိုင်တူကို10ချိန်လာပါမယ်เนาะ ကျွန်တော်က 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 1
4 5 6 9 10 9 10နော်10ကပြီးပြီဆိုရင်ဒီပထမဆုံးစခဲ့တဲ့ထဲကို listed လုပ်လိုက်တယ်နော်အော်ဒီမှာကဒီလိုအတွင်းထဲကိုဒီလိုကောက်ဝင်နေရောလေနည်းနည်းအလှဘက်ဖြစ်ချင်းတော့ဒီမှာနေရာတန်းထပ်ထည့်လိုက်မယ်ဒီမှာချိန်လေးတစ်ခါတက်ပြီးတော့ဒီဘက်ကိုလှည့်လိုက်ပြီးရင်တို့ဒီထိုးလာခဲ့တောက်လျှောက်ပေါ့နော်ဒီတောက်လျှောက်ကိုပြန်ပြီးတော့တိုင်တိုလေးကြီးတောက်လျှောက်ထိုးသွားပါမယ်
ပတ်လေတစ်ပေါက်မှာတိုင်တိုးတစ်ချက်စီနဲ့အစုံထိထိုးသွားပြီးရင်ရတယ်နော်။ဒါတိုင်ရောမှမပါပါဘူးเนาะဒီပုံစံတိုင်းဒီဘက်စခဲ့တဲ့နေရာလေးကို wins listed လုပ်ပြီးတော့လုပ်ပြီးပြီဆိုရင်ရပြီเนาะအစုံထိရအောင်ထိုးလာခဲ့ပြီပါမှာအရင်ဆုံးချိန်ကို9က1 2 3 4 5 6 8 9ဒီမှာတိုင်းတိုးလေး9ခါเนาะ1 2 3 4 5 6 ခုနခါပြီးရင်ဒီနောက်ဆုံးထဲမှာကတစ်ပေါက်ထဲမှာတိုင်တူ3ခါနင်း3တိုင်တူ3ခါတိုင်တူ3ခါပြီးပြီဆိုရင်တို့တွေသူ့ရဲ့ဒီဘေးမှာပေါ့နော်ဒီဘေးကိုထောက်လျှောက်ဆက်ပြီးတော့ထိုးလာခဲ့မှာပါအဲ့တော့အဲ့ဘေးမှာကတစ်ပေါက်မှာတိုင်တူတစ်ချက်နဲ့6ခါပေါ့နော်တစ်နဲ့36ခါပဲဆိုရင်ဒီထိတ်ဆုံးနေရာလေးပေါ့နော်ဒီထိတ်ဆုံးနေရာလေးတွေကိုဝင်ပြီးတော့တိုင်ဝါလေးတစ်ခုထိုးပါမယ်ဓမ္မဆုံးစားခဲ့တဲ့တိုင်တူနေရာလေးကို wins listed လေးလောက်ချိန်လေးတစ်ခါတက်ပါမယ်တက်ပြီးရင်ပတ်လေးကိုတစ်ပေါက်မှာတိုင်တူတစ်ချက်နဲ့ထိုးသွားလိုက်ပါနော်စုစုပေါင်းတိုင်တို့အရေအတွက်က18တိုင်ရှိရပါမယ်အဲ့ဒါကို row 3ရောက်တည်ဒီအဲ့ပုံစံအတိုင်းပဲထိုးသွားလိုက်ပါနော် row 2ရော row 3ရောမှာတစ်ပေါက်မှာတိုင်တို့တစ်ချက်စီပဲထိုးရမှာပါဆောင်းသမှာ listed လောက်လိုက်မယ်ပြီးဆိုရင်ဒီမှာချီစောင်းနဲ့ရှေ့လေးခြံပြီးဖြန့်နော်ဒီအရောရဲ့ခေါင်းမှာသွားပြီးတော့ချိတ်ပြီးအဆက်ပေးရမှာဆိုတော့နိနော်အဲ့တော့တချို့ကတော့မဟုတ်ဘူးဒါကိုကော်နဲ့ပဲကတ်ချင်နေဆိုရင်လည်းသဘောပါနော်ကိုယ်စိတ်ချိတ်လို့ပါညကတော့ကော်နဲ့မကတ်ပါဘူးချီနဲ့ပဲတွဲချုပ်မှာပါအဲ့ဒီတော့ဒီအတွင်းလေးကနေပြီးတော့ချီစားကိုသွင်းပြပါမယ်တစ်ခုကကြတော့နင်တို့ဒီမှာချိန်ကို6ခါ1 2 3 4 5 6ချိန်6ခါเนาะပြီးဆိုရင်ဒီမှာတိုင်တိုး4ခါ2 3 4အရင်နောက်ဆုံးမှာကတစ်ပေါက်ထဲမှာတိုင်တိုး3ခါ3သူရဲ့ဒီဘေးပေါ့နော်အဲ့ဘေးထဲမှာကတစ်ပေါက်မှာတိုင်တိုးတစ်ချက်နဲ့3ခါလာမယ်ရင်နောက်ဆုံး stick လေးတွေကိုဝင်ပြီးတော့တိုင်ပွားလေးထိုးမယ်ထမဆုံးတိုင်တိုးစထိုးခဲ့တဲ့ထဲကိုဝင်နေ stick လောက်တဲ့ချိန်တစ်ခါတက်မယ်အဲ့တော့ဒီခြေစားလေးကိုတော့ဖြတ်လိုက်မယ်အဲ့တော့ပတ်လေးကိုတစ်ပေါက်မှာတိုင်တိုးတစ်ချက်နဲ့အဆုံးထိထိုးသွားမယ်ဒီနဲ့3 4 5 6 8 9 10
17 12နော်12ခုရသွားမယ်ပြီးပထမဆုံးစာခဲ့တဲ့တိုင်တူနေရာတွေကိုဝင်ပြီးတော့ list လုပ်မယ်ဒီမှာချိန်တစ်ခါတက်မယ်အခုဒီမှာကဒီ step မှာဆိုရင်တိုင်တူ9တိုင်တဲ့အရင်လာမယ်နော်1 3 4 5အရင်တိုင်ရော်လေးတစ်ခါလာမယ်အရင်တစ်ပေါက်မှာတိုင်တို့တစ်ချက်နဲ့3ကနဲ့ နောက်ပြီးတော့ 3ပြီးရင်တိုင်ရောတစ်ခါလာမယ်เนาะအဲ့လိုလေးရသွားမယ်ရသွားပြီဆိုရင်ပထမဆုံးစားခဲ့တဲ့တိုင်တူနေရာကိုဝင်ပြီးတော့ list လုပ်မယ်ပြီးရင်ဒီမှာဒီခြေစားလေးကိုနည်းနည်းရှည်ရှည်လေးခံမယ်เนาะသူကိုလည်းအယုတ်ကောင်းလေးမှာသွားပြီးတော့တွဲချိန်တွဲပြီးတော့ခြုံပါဆိုရဲเนาะဒီမှာလိုပဲเนาะဒီမှာလိုပဲဒီလိုအဖြူလေးနဲ့ဒီမှာ3ချောင်းလောက်အဲ့လိုမျိုးလေးဒီလိုပုံစံလေးပုံဖော်လိုက်မယ်เนาะဒီလိုလေးရသွားပြီเนาะဒီမှာအကြည့်လေးတစ်ခုဒီလိုအသေးလေးတစ်ခုเนาะပြီးရင်တော့ငါးလေးရင်လေးလှုပ်လိုက်မယ်မကြည့်ရင်လေးထဲမှာတိုင်တိုလေး6တိုင်ထိုးမယ်เนาะဒီနှစ်3 4 5 6เนาะ6ခုရမယ်ပြီးရင်ထိတ်ဆုံးနေရာလေးတွေကိုဝင် snitch လေးလောက်ချိန်လေးတစ်ခါတက်လိုက်မယ်ပြီးရင် HV 3ခါလုပ်မယ် HV เนาะ HV ဆိုတာကတိုင်တိုးတစ်ခါတိုင်ပွားတစ်ခါအဲ့ဒါကို3ချိန်စုစုပေါင်းတိုင်တိုးအရေအတွက်က9တိုင်ရှိနေမယ်เนาะရောပထမဆုံးတိုင်တိုနေရာလေးတွေကိုဝင် snitch လေးလုံးမယ်ချိန်တစ်ခါတက်မယ်ပြီးရင် 2HV เนาะတိုင်တိုနှစ်ခါတိုင်ဝါတစ်ခါနဲ့ပတ်ပတ်လေးထိုးပါမယ်တိုင်တိုကနှစ်ခါတိုင်ဝါတစ်ခါတိုင်တိုနှစ်ခါတိုင်ပွားတစ်ခါရောပထမဆုံးစားခဲ့တဲ့နေရာလေးတွေဝင်ပြီးတော့ snitch လေးလုပ်မယ်ချိန်လေးတစ်ခါတက်မယ်ရောဒီမှာကနင်တို့တိုင်တိုနှစ်ခါပြီးရင်တိုင်ရောတစ်ခါတိုင်တိုနှစ်ခါတိုင်ရောတစ်ခါတိုင်တိုကနှစ်ခါတိုင်ရောတစ်ခါရောပထမဆုံးစားခဲ့တဲ့တိုင်တိုနေရာကို snitch လောက်လိုက်တိုင်တိုတစ်ခါတိုင်ရောတစ်ခါနဲ့ထိုးပါမယ်အဲ့တော့ဒီမှာတိုင်တိုလေးတစ်တိုင်ပြီးပြီပြီးရင်တိုင်ရောတစ်ခါပြန်လာမယ်ပြီးရင်တိုင်တိုတစ်ချိန်လာမယ်ပြီးရင်တိုင်ရောလေးတစ်ခါပြန်လာမယ်တိုင်တိုတစ်ခါလာမယ်တိုင်ရောတစ်ခါပြန်လာပါမယ်ဒီဆိုရင်တော့ထိတ်ဆုံးစားခဲ့တဲ့နေရာလေးတွေကိုဝင်ပြီးတော့ snitch လုပ်တယ်ဒီမှာကချိန်3ခါတက်မယ်เนาะ1 2 3 5မီလီထိုးမယ်အဲ့တော့ဒီမှာ2ရက်တင်တိုင်ရှိထိုးမှာသူနဲ့ဒီ snitch လောက်ထားတဲ့ပေါက်နဲ့သူနဲ့မျက်နှာချင်းဆိုင်အပေါက်ထီကိုဝင်ပြီးတော့ထိုးမယ်2ရက်တင်တိုင်ရှိ2ခါထိုးပါမယ်ပြီးရင်ချိန်တစ်ခါတက်လိုက်တယ်ချိန်တစ်ခါတက်ပြီးပြီဆိုရင်သူ့ရဲ့ဖီချင်း gas လေးတွေကိုဝင်တယ်ဒီမှာကကြတော့တိုင်ရှိเนาะတိုင်ရှိတစ်တိုင်ထိုးတယ်ပြီးရင်2ရက်တင်တိုင်ရှိ2တိုင်ထိုးမယ်เนาะ
ပြိုင်ထဲမှာပြန်ဝင်ပြီးတော့တိုင်ရှိလေးတစ်ထိုင်ထပ်ထိုးမယ်ချိန်တစ်ခါထပ်တက်မယ်ချိန်တစ်ခါတက်မယ်ပြီးရင်သူ့ရဲ့ဘေးအစွန်ဆုံးเนาะဘေးအစွန်ဆုံးနဲ့ကိုဝင်မယ်နှစ်ရက်တင်တိုင်ရှိเนาะဒီမှာဘေးအစွန်ဆုံး stick ထဲကိုဝင်နေချိန်3ကပြင်ရိုက်ထဲကိုပြန်ဝင်ပြီးတော့ list လုပ်လိုက်မယ်ညနောက်နဲ့ဒီမှာချိန်18ခါထိုးပါမယ်အဲ့တော့ဒီမှာ19 18 19 20ကိုအဆင်ပြေတဲ့အောက်ထိုးเนาะညာ18ခါထိုးလိုက်တယ်เนาะရုပ်လေးမှာသွားပြီးတော့ဒီလိုလေးပေးရမှာဆိုတော့ဒီเนาะတော့ကိုအယုံနဲ့ပတ်လို့အဆင်ပြေတော့တဲ့ချိန်နေထားလောက်ထိထိုးလိုက်ပါเนาะတစ်ခုပို့ထိုးလိုက်မယ်ပြီးဆိုရင်ခြေစောက်နည်းနည်းရှည်ရှည်လေးချမ်းပြီးတော့ဖြတ်လိုက်ပါဒီ9မှာနည်းနည်းလေးပုံဖော်ဒီမှာခြေစောက်တွင်းကိုပိုင်းကနေပြီးတော့လေနှစ်ည3ညလောက်ပဲပေါ့နော်အဲ့လိုမျိုးလေးယူပါကိုပိုင်းဆိုကိုပိုင်း5ပိုင်းဆို5ပိုင်းအဲ့ဒါအကုန်ယူပြီးတော့လုပ်လို့မရအောင်နော်တဲ့အပိုင်းအစိပ်ပိုင်းလေးတွေအားလုံးရသွားပြီဖြစ်တဲ့အတွက်တစ်ခုချင်းစီကိုဆက်ပါတော့မယ်အရင်ဆုံးလက်ကလေးကိုဆက်မယ်ပေါ့နော်အခုဒီဘက်မှာတော့ဆက်ပေးထားပြီးသားပါအဲ့တော့ဒီဟာကကော်နဲ့လုပ်လို့ရလားလို့မေးရင်တော့ကော်နဲ့လည်းလုပ်လို့ရပါတယ်ဒါမဲ့နေရာတော့တခြားလေးခိုင်ခန့်ဖြစ်ပြီးတော့တက်ရဲလေးထွက်ချင်တဲ့အတွက်ချီနဲ့ပဲပြန်ပြီးတော့လုပ်ပါတယ်နော်အဲ့တော့ဒီမှာဒီဘေးအကြကြလေးပေါ့နော်ကိုလက်ထားမယ့်နေရာရဲ့ဘေးကြလေးပေါ့ဒီခြေထောက်နဲ့လည်းတဒန်းလေးဖြစ်တဲ့နေရာအဲ့လိုနေရာမှာထားမယ်ဒီအယုတ်ဒီကိုယ်ထဲမှာတစ်ချက်နင်တို့ဒီလက်မှာတစ်ချက်ပေါ့နော်အဲ့လိုမျိုးနဲ့တွဲသွားမယ်နော်ဒီလိုမျိုးလေးအဲ့တော့တိချာလေးတော့တွဲပါကဲလောက်ဆိုရင်ရပြီဒီချီစားလေးကိုဖြတ်လိုက်မယ်အမီလေးတက်မယ်ပေါ့နော်အမီလေးတက်ဖို့အတွက်ဒါကရုပ်ရရှိပဲချမ်းဆိုဒီနောက်ဖက်ချမ်းမှာတက်မယ်နော်ဒီလက်နှစ်ခုချမ်းအလဲကျတဲ့နေရာမျိုးလေးပေါ့နော်အဲ့နေရာလေးမှာတက်ပါမယ်အဲ့တော့ဒီအမီမှာတစ်ချက်ကိုယ်ထဲမှာတစ်ချက်အဲ့လိုမျိုးလေးထိုးမယ်ဒီအယုတ်ထိုးတာတွေလည်းမဟုတ်ဘူးဒီအစိပ်ပိုင်းလေးတွေတစ်ခုချင်းစီကိုတခြားလေးပြန်ဆက်တဲ့အချိန်မှာတခြားလေးစနစ်တကျဆက်ဖို့လည်းလိုပါတယ်နော်ဖြတ်လိုက်မယ်အခုကနေရွက်တက်မှာပေါ့နော်အဲ့နေရွက်တက်တဲ့အပိုင်းကတော်တော်လေးလဲအဲ့ဒါလေးကသတိထားရတယ်ပေါ့နော်အဲ့တော့ပင်အပ်လေးလိုပါမယ်နော်ပင်အပ်လေးလိုမယ်အဲ့တော့နေရွက်မတက်ခင်မှာအရင်ဆုံးနင်တို့ဒီသူ့ရဲ့ခေါင်းစွပ်လေးပေါ့နော်သူ့ရဲ့ခေါင်းစွပ်လေးကိုအရင်ဆုံးတက်ပါမယ်ဒီမှာခေါင်းစွပ်လေးကိုတက်လိုက်နော်ဒီမှာခေါင်းစွပ်လေးကိုတက်ပြီးသွားပြီဆိုရင်နင်တို့ကသူရဲ့ဒီအပေါက်ကလေးရလေဒီနှစ်ပေါက်ကဒါနေရွက်နေရလေးပေါ့နော်အဲ့တော့အဲ့နေရလေးကိုနင်တို့ကပင်အပ်လေးနဲ့မှတ်မယ်နော်ဘယ်နေရာအထိရတယ်ပေါ့ဘယ်နေရာနဲ့ဘယ်နေရာကြာဆိုတော့ဒီမှာပင်အပ်လေးနဲ့မှတ်ခဲ့
အဲ့လိုလေးမှတ်ထားပြီးပြီပြန်ချွတ်ထားမယ်နော်ပြန်ချွတ်ထားမယ်ပြန်ချွတ်ပြီးတော့ဒီနေရာမှာနေရွက်လေးကိုတွဲပေးမယ်အဲ့တော့ဒီမှာနေရွက်လေးစတွဲမယ်နော်တွဲမယ်ဆိုတော့သူနေရာပေးမှတ်ခဲ့တယ်ပေါ့နော်နင်တို့အဲ့မှာစပြီးတော့ထိုးပါမယ်တော့နေရွက်လေးကိုအဲ့လိုခွက်လေးလောက်တာဘယ်လိုလုပ်မလဲဆိုတာတစ်ခါပြခဲ့နော်ဒီနေရွက်မှာရောကိုယ်ထဲမှာရောပေါ့နော်အဲ့ဒီနေရွက်ကလေးကိုကိုးယူလိုက်မယ်နော်နေရွက်မှာတစ်ချက်ကိုယ်ထဲမှာတစ်ချက်အဲ့ဒါဆိုရင်ရပြီကဲတော့အဲ့ပုံစံတိုင်းဒီဘက်ကနေရွက်ကလေးကိုလည်းတက်လိုက်ပါနော်ကဲခုဆိုရင်နင်တို့နေရွက်ကလေးကတက်လို့ပြီးသွားပြီဆိုတော့ကဲခေါင်းစောလေးပြန်ဝစ်ပေးလိုက်ပါတော့မယ်နော်အဲ့နေရွက်လေးကိုနေရွက်လေးတက်ပြီးသွားအခါမှာအဲ့လိုလေးလုပ်မယ်နော်အဲ့တော့နေရာအဲ့လိုမျိုးနေရာမချပဲနဲ့နေရွက်ကိုဒီတိုင်းပေါ့နော်ဒီသူ့ရဲ့လှုပ်ထားတဲ့အပေါင်းနဲ့အဲ့လိုမျိုးတေချာလေးကနေရာမချပဲနဲ့တက်မယ်ဆိုရင်တော့သိစင်မပြေဘူးပေါ့နော်ဒါဆိုရင်တော့ဒီလိုလေးရပါပြီအဲ့တော့နင်တို့မျက်လုံးလေးကိုဆက်ပြီးတော့ပုံဖော်ပါမယ်မျက်လုံးလေးပုံဖော်ဖို့ကနည်းနည်းလေးဒီဘက်ကိုတိုးလိုက်မယ်ခွင်နော်အဲ့ဒါကတော့လေအတိအကျကြီးမပြောချင်ဘူးကိုကြည့်လိုက်ဒီနေရွက်ဒီပိုင်းတက်ပြီးသွားချိန်မှာမျက်လုံးကအလေးစင်တာလောက်ကနေမှာပေါ့နော်ဟိုဘက်ဒီဘက် adjust နေဖြစ်မယ်သူ့ရဲ့မျက်နှာပုံစံလေးကကျတော့ဒီမှာပေါ့နော်ဒီဘေးလေးဒီမှာလည်းပါသေးတာဆိုတော့ပုံဖော်လို့ဆင်ပြေမဲ့ပုံစံကိုနည်းနည်းလေးတော့ကြည့်ပေးပါတယောက်နဲ့တယောက်ကယူခြင်းနဲ့အယူတွေကတိတ်တော့မတူဘူးဆိုတော့လေနော်အလဲမှာတိုင်တို3ခုစာခွာမယ်ဆို3ခုစာခွာ4ခုစာခွာမယ်ဆို4ခုစာခွာเนาะကိုစင်ပြီးတို့လေးပုံဖော်ပေးပါကဲခုဆိုရင်เนาะမျက်နှာလေးတွေပုံဖော်ပြီးသွားပြီเนาะဒီတက်ပါမယ်အဲ့တော့ဒီအကြီးလေးပေါ့เนาะဒီအကြီးလေးကဒီနရွက်နှစ်ခုရဲ့နောက်မှာတွဲပြီးတော့ချုပ်ပေးပါမယ်ခေါင်းစော်လေးမှာတစ်ချက်နဲ့အဲ့လိုပုံစံလေးနဲ့တက်သွားပြီရပါတယ်เนาะဟိုဘက်ဒီဘက်တစ်ခါဒီလိုယူပြီးတော့ချုပ်သွားလိုက်နော်နော်ဒီဘေးကလေဒါလေးကသူ့ရဲ့ညာဘက်ဘေးမှာနော်အနောက်ကဟာလေးတက်တယ်လို့ပဲအဲ့ဒါလေးကိုဒီမှာဒီလိုလေးရှိရနော်ဒီမှာအဲ့နေရာလေးမှာဒီလိုလေးနှရွက်အောက်တက်တယ်လေနော်အဲ့နေရာလေးမှာချုပ်ပေးလိုက်ရပြီနော်တက်ပြီးမယ်အဲ့တော့ဒါလေးကိုတက်ဖို့ဆိုရင်နင်တို့ကဒါကအချီမြင့်သုံးမယ်ဆိုရင်ရတယ်မဟုတ်ချီကိုတက်မြင့်လောက်ပဲခွဲယူပြီးတော့ဗောနော်ခွဲယူပြီးတော့သုံးမယ်ဆိုရင်လည်းရပါတယ်အဲ့တော့မျက်လုံးနှလုံးရဲ့အလေးလောက်ကိုထားမယ်နော်အချီနဲ့သုံးလိုက်ရနော်ဟုတ်ကဲ့ဒီလိုလေးရသွားပြီဆိုရင်ကဲဒါလေးပဲကျန်တော့မယ်နော်ကဲဒါလေးလွယ်ပို့ဒီအောက်ကလေးကိုနော်ဒီလိုလေးထွားလိုက်မယ်ဒီမှာဒီလိုလာလိုက်မယ်အဲ့တော့ဒါလေးကိုချုပ်အပ်လေးနဲ့ချုပ်ပါမယ်
ကဲအခုဆိုရင်တော့ချစ်စရာအလုံးကိုကောင်းတဲ့တိုင်ယာဂီကက်ကလေးတွေရသွားပြီပဲဖြစ်ပါတယ်အဲ့တော့နားမလဲတဲ့ပိုင်းလေး share ဆွင်း comment မှာရေးခဲ့နိုင်ပါတယ်ချက်ပေါင်းမှာလာမိမယ်ဆိုရင်လည်းရပါတယ်ကိုတိုင်းထိုးထားတဲ့ပုံလေးတွေကိုဓာတ်ပုံလေးရိုက်ပြီးတော့တခြားလေးပုံပို့ပြီးတော့မေးမြန်းနေဆိုရင်ပို့ပြီးတော့ပြန်ဖြေရတာလေးလွယ်ပါလိမ့်မယ်เนาะအဲ့တော့ကိုတိုင်းထိုးပြတဲ့ဆိုရင်လည်းပုံလှလှလေးတွေအများကြီးညွန်နေပါတယ်လို့အခုလိုချစ်စရာကောင်းတဲ့ထိုးနည်းလေးတွေကိုအမြဲတမ်းမျှဝေပေးနေမှာဖြစ်တဲ့အတွက်နေ့ရက် channel လေးကို like and subscribe လုပ်ထားပြီးဖို့မမေ့ပါနဲ့เนาะတတနောက်ထပ်ဗီဒီယိုမှာဆက်ဆုံပါဦးမယ်